တန်ဖိုးရှိတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားလေးတွေကိုမှတ်သားပြီးတော့ဘဝနဲ့ဆက်ဟပ်ပြီးဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်ဆိုတာသတိထားဖို့လိုအပ်တယ်ပေါ့နော်ဘုရားကဘာလို့ခိုင်းတာလဲလို့ဆိုတဲ့ပုံမှာကိုယ်တိုင်လုံးဝမှာဆိုတာကိုသဘောပေါက်ဖို့လိုအပ်တယ်ပေါ့ငါဒီလိုလုတ်ခဲ့တာသစိတ်တပရိယောတပနံနေ့စဉ်ဘဝမှာကိုယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဆိုငါဘယ်လိုဖြူစင်အောင်ထားမလဲငါစိတ်ဟာဖြူစင်ရလားအများအပေါ်မှာငါစိတ်ကောင်းနှလုံးကောင်းဟုတ်ကဲ့လားဆိုကိုယ်ဆင်ញင်သုံးသပ်ကြည့်ပြီးတော့ဖြူစင်အောင်ထားလိုက်လို့ရှင်ဒါကုသိုလ်ကောင်းမှုတွေကိုယ့်ရင်ထဲမှာအပြည့်ရသွားတာဖြစ်တယ်အဲ့ဒါလို့စိတ်ဓာတ်မရှိဘူးဆိုရင်ကုသိုလ်ကောင်းမှုရဖို့ဆိုတာတော်တော်ခဲတယ်နော်လှုပ်တဲ့အလုပ်ကကုသိုလ်လှုပ်နေပြီမဲ့လို့စိတ်ဓာတ်ကမပြောင်းလဲဘူးဆိုလို့ရှိရင်ကုသိုလ်ရဖို့အလွန်ခဲရင်ဘာလို့လဲဆိုရင်ကောင်းတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာလူတွေကအမျိုးမျိုးရှိတယ်နာမည်ကြီးခြင်းလို့လှုပ်တာလားထင်ပေါ်ခြင်းလို့လှုပ်တာလားနော်တစုံတစ်ခုကြောင့်လူကဲ့ရဲ့မှာကြောက်လို့လှုပ်တာလားအမျိုးစုံရှိကြတယ်လေအဲ့တော့လူကြားထဲမှာလူထင်ကြီးခံခြင်းလို့လှုပ်တဲ့လူလည်းရှိတယ်ထင်ပေါ်ခြင်းလို့လှုပ်တဲ့လူလည်းရှိတယ်ကဲ့ရဲ့လွတ်ခြင်းလို့လှုပ်တာလည်းရှိတယ်အဲ့ဒါတွေဘာမှမပါပဲရိုးဖြောင်းပြီးမိမိရဲ့နှလုံးသားတွေကဒီစေရနာစွမ်းအားနဲ့လှုပ်တာမျိုးဖြစ်လို့ရှိရင်တော့အခုလိုကုသိုလ်ကောင်းမှုတွေရရှိပြီးတန်တရားဝကလွတ်တဲ့အကျွတ်တရားကိုရရှိသွားမှာလို့သူတို့ဆိုလိုတာပေါ့နော်